အားလုံးပဲမင်္ဂလာပါဒီဇင်ဘာလ15ရက်ကနေ21ရက်အတွင်းတရင်းလာသားသမီးများရဲ့တပတ်စာကံသရာကိုဟောကြားပေးမှာဖြစ်ပါတယ်တရင်းလာသားသမီးရဲ့ဒီကာလမှာတော့ဘိုးလူကိုကြီးနေတဲ့ကာလလည်းဖြစ်ပါတယ်နာမည်ကောင်းတွေရလိမ့်မယ်ပြီးတော့လုပ်တွေကလည်းလင်းလင်းမြန်မြန်နဲ့ကိုကျွန်တော်တို့အောင်မြင်စွာပြီးဆုံးတဲ့ကာလလည်းဖြစ်တယ်ပြီးတော့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ဝင်ငွေတိုးမဲ့အချိန်လည်းဖြစ်ပါတယ်နောက်အဖက်ဖက်ကငွေတွေဝင်လာလိမ့်မယ်ထီဝါသနာပါတဲ့သူဆိုရင်တော့ထီကိုဖိပြီးထိုးတဲ့ကာလလည်းဖြစ်ပါတယ်ပြီးတော့လက်ရှိအလုပ်မှာစိတ်မပေါဖြစ်နေလိမ့်မယ်လုပ်ငန်းပြောင်းဖို့တော့လုပ်ငန်းအသစ်စဖို့အခြေအနေတွေလည်းကြုံလာတတ်ပါတယ်လုပ်ငန်းနဲ့ပတ်သက်တဲ့ကျွန်တော်လူကြီးတွေနော်မိဘဆွေမျိုးလူကြီးတွေကြောင့်ပေါ့နော်စိတ်ညစ်စရာတွေတော့ကြုံရတတ်ပါတယ်နောက်ဒီအချိန်မှာနိုင်ငံခြားလူမျိုးကြားနဲ့ဆက်သွယ်ပြီးလုပ်ရတဲ့နော်အလုပ်တွေဆိုရင်ပို့ပြီးအောင်မြင်နိုင်ပါတယ်အခုပြောချင်တာကအရေးကြီးတဲ့စာရွက်စာတမ်းကိစ္စတွေရှုပ်ထွေးတာနော်ပျက်စီးတာပျောက်ဆုံးတာတွေကြုံရတတ်ပါတယ်အဲ့တော့ကိုမှရှိတဲ့အញ្ញံလေးတွေပြပြပြီးတော့ခေါင်းလုံးချမ်းသာရဖို့အတွက်မိမိတို့ရဲ့နေပြရမှာကျွန်တော်တို့ကော်ဖီရယ်ကိတ်မုတ်ရယ်နော်ပြီးတော့ဘုံညွန့်73ညွန့်ကိုလှူဒန်းပြီးတော့လိုရစတော့မှာအဲ့လိုလှူဒန်းလိုက်မှဆိုရင်ကိုမှခက်ခဲနေတဲ့တကယ်ပြပြပြီးတော့နော်ခေါင်းလုံးချမ်းသာများပုံမရရှိသွားမှာဖြစ်ပါတယ်ခင်ဗျာ